မင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးချက်ကတော့မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာရိတ်စာလဲဇာတာနဲ့ပတ်သက်တဲ့တစားကာလအကြောင်းလေးကိုတင်ပြသွားမှာဖြစ်ပါတယ်တစားကာလဆိုတာဇာတာတစ်စုံမှာပါတဲ့အကျိုးတွေကောင်းကျိုးပေးမဲ့အချိန်ဆိုးကျိုးပေးမဲ့အချိန်ကိုတွက်ချက်ဖော်ပြခြင်းဖြစ်ပြီးတော့ဒီနေ့တင်ပြတဲ့နေရာမှာမြန်မာနိုင်ငံလွတ်လပ်ရေးဇာတာအရာတစားကာလဖြစ်တဲ့တစားငယ်တစ်ခုနဲ့ပတ်သက်တဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာအရာလက်ရှိကာလမှာတစားကြီးအနေနဲ့ကတော့အထီးကျန်ခြင်းနော်အတိတ်ဘဝဝိကျွေးများကိုပြန်လည်ပြည့်စက်ရခြင်းနောက်ဒီဆိုးကျိုးများစွာကိုပြေးစေတတ်တဲ့အားနည်းတဲ့တစားကာလကြီးတစ်ခုကိုဖြတ်သန်းနေရတယ်အဲ့ဖြတ်သန်းနေရတဲ့9နှစ်တာကာလထဲမှာမှလက်ရှိရောက်လာမယ့်တစားငယ်ပေါ့တစားကြီးတဲ့ကတစားငယ်ကာလတစ်ခုအဲ့တစားငယ်ကာလဒီဇာတာမှာဂုံတွေနဲ့ပတ်သက်တာနိုင်ငံရဲ့ချမ်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုဥဆောင်တဲ့ဂျူရဲ့တစားအဲ့တော့ဒီတစားဂျူဒီမြန်မာနိုင်ငံလွတ်လပ်ရေးဇာတာအနေနဲ့သူကဇာတာမှာပေးထားတဲ့တစားဂျူရဲ့အဆင့်အတန်းရယောဂကာရကဂျူလည်းဟုတ်တယ်ဂျူကောင်းလည်းဟုတ်တယ်ယောဂကာရကဂျူဖြစ်ခြင်းဂျူကောင်းဖြစ်ခြင်းဆိုတဲ့အကျိုးကြောင့်ဒီဂျူတစားစားတဲ့ကာလမှာကောင်းကျိုးရလဒ်ပေးနိုင်ရတယ်အဲ့တော့ကာလအဖြစ်ကြည့်မယ်ဆိုရင်တရက်3လ2026ကနေ30ရက်6လ2026ကာလအထိဖြစ်တယ်အဲ့တော့ဒီတစားဂျူပေးနိုင်တဲ့အကြောင်းရလဒ်တွေကဘာတွေရှိနိုင်တယ်ဆိုတဲ့အခါကြည့်တဲ့အခါကျတော့သူ့အနေနဲ့ပထမဆုံးတွတ်တော်ခေါ်တဲ့နိုင်ငံတော်စီမံခန့်ခွဲတဲ့အဖွဲ့အစည်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းဆိုဒီမှာရွေးကောက်တင်မြှောက်လိုက်တဲ့သူများနဲ့ပတ်သက်တဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ပေါ်ဆောင်ခြင်းကိုပထမပေးမယ်နောက်ဒုတိယအဆင့်အနေနဲ့နိုင်ငံတော်ကိုကြီးကြပ်အုပ်ချုပ်တဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စအရက်ကိုပေးမယ်နောက်တတိယအချက်အနေနဲ့နိုင်ငံရေးချသို့မဟုတ်နိုင်ငံတော်ရဲ့ဂုဏ်သတင်းကျင့်တည်နဲ့ပတ်သက်ခြင်းနိုင်ငံရေးချဆက်သွယ်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စအရက်လေးတွေကိုပေးမှာဖြစ်ပါတယ်အဲ့ဒီကိစ္စရက်3ခုအနက်မှာကိစ္စရက်တစ်ခုချင်းမှာပေါ့နော်ကောင်းခြင်းတွေပေးရမယ့်အချက်လေးတွေမှာပထမဆုံးလွှတ်တော်နဲ့ပတ်သက်တဲ့အခမ်းကဏ္ဍလေးမှာဒီတစားငယ်ဂျူကအခြားသောအနောက်ရှက်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေမတွေ့ရဘူးမတွေ့ရတဲ့အတွက်ဒီကိုစားပြုတဲ့ကိစ္စရက်တွေနဲ့ပတ်သက်ရင်ကောင်းကောင်းမွန်မွန်ချောချောမွေ့မွေ့ပေါ့နော်ဒီသွားနိုင်ဝင်အကြောင်းလေးတွေကဒီလွှတ်တော်နဲ့ပတ်သက်တဲ့အပိုင်းလေးမှာတွေ့ရမှာဖြစ်တယ်။ဒီရင်တရက်3လ2026ကနေ30ရက်6လ2026ကာလအတွင်းကဘယ်လိုပဲကြည့်ယောဂကာရကဂျူရဲ့တစားကာလဖြစ်တဲ့9လတာကာလကိုဖြတ်သန်းရမှာဖြစ်တဲ့အတွက်ကြောင့်ဒီကိတ်တစားကာလဖြစ်တဲ့အတိတ်ဝိကျွေးကိုပေးဆက်ရခြင်းလို့သတ်မှတ်ထားတဲ့ပေးတဲ့သုံးနှုံရပါနော်ဒီခက်ခဲမှုတွေကြမ်းတမ်းမှုတွေရှိတဲ့ကာလအတွင်းမှာပဲဒီ9လတာကာလအထိအများနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာလေကောင်းမွန်မှုတွေရရှိနိုင်တဲ့အကျိုးရလဒ်တွေရရှိနိုင်တဲ့တစားကာလဖြစ်တဲ့ဆိုတဲ့အကြောင်းဒီတစားကာလမှာဥရှင်လာတဲ့ဂျိုတွေအားနည်းမှုပေးတဲ့အချက်လေးတွေရအနည်းငယ်အခက်အခဲလေးတွေပေါ်ပေါက်ချင်းလေးတွေကိုကြုံဆုံနိုင်မှာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံလွတ်လပ်ရေးဇာတာရတစားကာလရကြုံဆုံနိုင်တဲ့အကြောင်းလေးတွေကိုတင်ပြအပ်ပါတယ်။ကျမ်းမာချမ်းသာအလိုအပ်ဖြစ်ပါစေ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်